1980နဲ့1990မှာဦးထုရင်အသင်းရဲ့တခြင်းတွေဟာမြမဂီတလောကကိုလွှမ်းမိုးနေခဲ့ပါတယ်။မြမဂီတလောကရဲ့ဂီတစာဆိုကိုငှက်လို့တင်စားခေါ်ခံရသူပါ။သူဟာတခြင်းဆိုယုံနေမကပဲတခြင်းဖန်တီးမှုပိုင်းမှာလည်းအလွန်နဲ့ဆိုင်တဲ့အတွေးခေါ်တွေကိုထည့်သွင်းတတ်သူဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ဆိုတတ်တဲ့အတန်ပါဝါရှိပါတယ်။သူ့ရဲ့တခြင်းစာသားတွေဟာဒသနာဆန်ပြီးလူဘဝရဲ့အနေအမြင့်အတက်ကြတွေကိုဖော်ပြတတ်လိမ့်ရှိပါတယ်။သူ့ရင်တင်းရဲ့အောင်မြင်ခဲ့တဲ့တခြင်းတွေကတော့ကျယ်ရီဆုံးတဲ့ညဂျက်စင်ထိတ်ကလာရည်ပြနိုင်ဘော်ကမျက်ရည်သာများမင်းမရှိတဲ့နောက်စတဲ့တခြင်းတွေနဲ့အောင်မြင်ကြော်ကြားခဲ့ပါတယ်။သူကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့ဂီတလက်ရာတွေဟာဒီနေ့ခေတ်လူငယ်တွေအထိလွှမ်းမိုးမှုရှိနေစေဖြစ်ပါတယ်။သူ့ရင်တင်းရဲ့တခြင်းတွေဟာမြန်မာတပြည်လုံးမှာအောင်မြင်ကြော်ကြားနေတဲ့ချိန်တစ်ဖက်မှာလည်းသူနဲ့အပြိုင်အဆိုင်ရှေ့စင်နောက်ဆင်အောင်မြင်လာတဲ့အဆိုတော်2ဦးရှိနေခဲ့ပါတယ်။ဒီအဆိုတော်2ယောက်ကဘယ်သူတွေလဲဆိုတာကိုတော့ကျွန်တော်ရဲ့ဟောထဲမှာဒုတိယပိုင်းအနေနဲ့တင်ဆက်ပေးထားပါတယ်။ခုလိုမျိုးအမှုပညာရှင်တွေရဲ့ကောင်းရာကောင်းကြောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုပါတယ်။အဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ပြောကြရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်။